ခါလေးကြာရင်ဒါဖြစ်ချင်တယ်လို့ပြောတယ်လိုရင်းနဲ့အဲ့ဒါမဖြစ်ချင်တော့နောက်တစ်ခုဖြစ်ချင်သွားပြီဟုတ်လားဒါမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ဒါဆိုရင်လည်းကိုကပြန်မေးဖို့လိုတယ်တကယ်ရောကိုအသိကိုလှုပ်ချင်တာလားစိတ်ပါတာလားနော်တခါလေးတချို့ strategy တွေကအဆင်မပြေတာတွေဖြစ်နိုင်တယ်ကိုကဒါတွေလုပ်မယ်လို့ပြောထားတယ်ဒါမဲ့ကိုလိုချင်တဲ့အလုပ်မျိုးမရတာတွေဟုတ်လားကိုရလာတဲ့အလုပ်ကိုပျော်သွားတာတွေနော်ဥပမာအရင်တော့ကျွန်တော်ဆိုရင်ကွန်ပျူတာနဲ့လုပ်ချင်တယ်ကွန်ပျူတာစိတ်ဝင်စားရတယ်ဆိုပြီးသွားတဲ့ခါကျတော့ကျွန်တော်ဘာဖြစ်သွားလဲကျွန်တော် business line ရောက်သွားတယ်နော်အဲ့တော့ကွန်ပျူတာသင်တန်းသွားတက်တယ်တက်ပြီးတော့ကျွန်တော်ဆရာကြီးတယောက်ကနော်ကျွန်တော်ဆက်ရင် computer diploma တက်တယ်ဗျာသူများသာဒီလိုမျိုးဆွဲမြဲလို့ပြောတာကိုတိုင်းကလည်းဒီလိုပဲဟိုလှဲ့ဒီလှဲ့တွေရှိတယ်ဗျာကျွန်တော်အရင်တော့ computer diploma လုပ်တယ်နော် computer diploma လုပ်တယ်ဒါ10တန်းအောင်ပြီးတော့အသက်19 20လောက်မှလုပ်တယ်ပြီးသွားတယ် computer diploma တော့ပြီးသွားတယ်ဒါပေမဲ့ computer ဆက်မလုပ်ဘူးကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့ computer သင်တန်းမှာနော် business စီးပွားရေးတစ်ဘာသာပါတယ်အဲ့စီးပွားရေးဘာသာသင်တာဆရာဦးဝင်းကျော်ဆိုတာနော်အခုတော့ဆရာကြီးဆုံးသွားပြီဘန်အကြောင်းစာအုပ်တွေရှိတယ်တင်တာအရန်ကောင်းတယ်အရန်ကောင်းတဲ့ခါကျတော့ကိုကစီးပွားရေးအရန်ဝါသနာပါသွားပြီငါစီးပွားရေးလိုက်မယ်ဆိုပြီးတော့အဲ့ဒါတခါတည်းလိုက်လေ့လာရင်းနဲ့အဲ့စီးပွားရေးလိုင်းပေါ်ရောက်သွားပါတော့စီးပွားရေးပညာကိုဆက်ပြီးတော့လေ့လာဖြစ်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်သင်ခဲ့တဲ့ပညာမဆုံးရှုံးအခု online learning တွေလုပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် computer နဲ့ပတ်သက်တာတွေအတိုင်းအတာတစ်ခုထိကျွန်တော်သိနေတဲ့အတွက်အကုန်ပြန်သုံးလို့ရတာပေါ့နော်အဲ့ဒါလည်းတစ်ခုပြောချင်တယ် career plan တွေနော်အခုလိုမျိုးကြိုက်တယ်လို့ဆွဲဒါပေမဲ့တခါလေးကျမျက်လုံးဖွင့်ထားဖို့လိုတယ်နော်ကိုတခါလေးစိတ်ပါတာလေးတွေ့လာတယ်ဆိုနည်းနည်းလေးလှုပ်ကြည့်ခြင်းတယ်သင်တန်းလေးတက်ကြည့်ခြင်းတယ်ဟိုပကြီးသွားဆွဲခြင်းတယ်ဆွဲလိုက်ကိစ္စမရှိဟိုဟာလေးလည်းလှုပ်ကြည့်ရင်လှုပ်ကြည့်လိုက်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးတန်အောင်တော့ပြန်စုစည်းနိုင်တဲ့အကျင့်တော့ရှိဖို့လိုတယ်ကျွန်တော်တို့ဆိုအရင်တော့ကဘာလုပ်လဲကျွန်တော်အရင်တော့ကတေးတန်သွင်းလုပ်တယ်မိဘတွေကနော်ဒါကို career အကြောင်းလေးနည်းနည်းရှင်းပြခြင်းပေါ့နော်ကျွန်တော်မိဘတွေတေးတန်သွင်းလုပ်တယ်ကျွန်တော်တေးတန်သွင်းဆိုင်မှာဝိုင်းလုပ်ပေးအရင်မှတေးတန်သွင်းဟုတ်လားဈေးရောက်နေအခုကျွန်တော်စာတင်တဲ့အချိန်ကျတော့ဒါဈေးရောက်တာပဲတူတူပဲเนาะအဲ့လိုပဲသူများနားလည်အောင်ပြောရတယ်သူများလက်ခံအောင်ပြောရတယ်ဒါဈေးရောက်နေတာပဲအဲ့ skills တွေကျွန်တော်ပြန်ယူလာတယ်ပြီးတော့ကျွန်တော်ဆိုင်မှာတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ခလေးသင်းခွေတွေထုတ်တယ်ခလေးသင်းခွေတွေထုတ်တယ်အဲ့တော့ဗီဒီယိုရိုက်တာတွေเนาะခွေဆက်တာတွေကားဆက်တာတွေကျွန်တော်သိတယ်အခုကျွန်တော်တို့ဒီမှာအခု online learning လုပ်မယ်ဆိုတော့ကျွန်တော်ဒါတွေကအတိုင်းတာတစ်ခုကြီးကျွန်တော်နားလေတယ်အဲ့တော့ကျွန်တော်ဒါကိုမကြောက်ဘူးကျွန်တော်လုပ်ရဲတယ်နော်ဒီလိုပဲကျွန်တော် computer သင်တန်းတက်ဖူးတယ်ကျွန်တော်ဒီမှာပြန်သုံးတာပဲဆိုတော့အကုန်လုံးကတော့သူ့ဟာသူချိတ်ဆက်သွားတာပဲနော် open minded ဖြစ်ဖို့ဆိုတာအိမ်မှာထိုင်ပြီးတော့ငုတ်တုတ်ကြီးဘာမှမလုပ်ဘဲနဲ့ရောင်နေတာပြင်းနေတာထက်စာလို့ရှိရင်နော်တွေ့တဲ့အလုပ်ကိုလုပ်ကြည့်မရရင်ကိုလိုချင်တဲ့အလုပ်မရတဲ့အလုပ်ကိုလုပ်ကြည့်လက်ကြောတင်အောင်လုပ်ကြည့်စိတ်ပါလက်ပါလုပ်ကြည့်ပတ်စံမရရင်တော့မှအ ਨੇ ဆုံးတော့ကိုဘာရလာလဲဆိုခုန soft skills တွေတက်လာမယ်နော်ကိုသူများတွေနဲ့အလုပ်လုပ်တဲ့ဟလာskills တွေတက်လာမယ်ကို attitude ကိုပြန်ပြီးတော့သုံးသပ်လို့ရတယ်ငါဒီလိုစိတ်ဓာတ်မျိုးကအတိတ်ပဲရှိလားနော်ဒီလိုမျိုးလုပ်တာကောင်းရဲ့လားအဲ့ဒါတွေကိုပြန်သုံးသပ်လို့ရတယ်ဆိုတော့အဲ့ဒါတွေကတဖြည်းဖြည်းနဲ့တော့ပုံပေါ်လာမှာပဲ